ကျွန်တော်တို့သင်ခန်းစာလေးအနေနဲ့ပေါ့နော်ကျွန်တော်အရင်ဆုံးဘာလုပ်အောင်လဲဆိုဒီဗီဒီယိုထဲမှာရှိတဲ့ဟာတွေကျွန်တော် copyright မမိအောင်လို့ပေါ့နော်အရင်ဆုံးဒီသူတို့ရဲ့ဒီ logo တွေပေါ့နော်ဒီမှာစာ name တွေ logo တွေအဲ့ဟာတွေကျွန်တော်တို့လုံးဝဖျောက်မှရပါမယ်ဖျောက်မယ်ပြီးတော့ဒီကောင့်ကိုလည်းကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီရော flip လုပ်လိုက်ရမယ်ပေါ့နော် flip ဆိုတာကကျွန်တော်တို့ဒီ original အတိုင်းဆိုရင်ကျွန်တော်တို့ကဒါ copyright ညှိနိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော် mailer ဆိုတာလေးသုံးမယ်ပေါ့နော်အဲ့အတွက်ဒီမှာပေါ့နော်ကျွန်တော် tool တွေရှိတယ်အဲ့ဒီမှာကျွန်တော်ဒီမှာ mailer ဆိုတာလေးကိုသုံးမယ်နော်ပြောင်းပြန်ဖြစ်သွားပြီဖြစ်သွားပြီးရင်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော် site ကိုကျွန်တော်ပြောင်းပြရမယ်နော်ကျွန်တော်ဒီမှာ cross ဆိုတာလေးရွေးလိုက်မယ်နော်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ site လေးနဲ့ရွေးပြရမယ်ဘယ် site ကိုရွေးမလဲဆိုတော့ကျွန်တော်34ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်နော် okay ဒီလိုလေးဖြစ်သွားမယ်နော်ဖြစ်သွားရင်ကျွန်တော်ဒါလေးနှိပ်လိုက်မယ်နော်ရသွားပြီဆိုရင်ကျွန်တော်တို့နောက်တစ်ခုကဘာလုပ်ရမလဲဆိုတော့ဒီစာသားတွေဖျောက်ကမယ်ပေါ့နော် okay ဒီစာသားတွေဖျောက်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့ဒီမှာဆိုလိုက်နော်ဒီမှာ Moses ဆိုတာလေးရှိပါတယ်အဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒါလေးနဲ့ဖျောက်မှာကျွန်တော်တို့ကကျွန်တော်အဲ့ဒီမှာ blur ဆိုတာလေးကျွန်တော်ရွေးလိုက်မယ် blur ဆိုတာရွေးပြီးရင်ကျွန်တော်တို့ဒီမှာစာလေးအစအဆုံးထိဒီလိုလေးပေါ့နော်ဒီမှာနော်ပြီးရင်ဒါလေးမြင်အောင်လုပ်ထားတာနော်ကျွန်တော်လုံးဝမတင်သေးဘူးတင်လိုက်ရင်တော့အကုန်ပြောက်သွားမယ်မတင်သေးဘဲနဲ့ကျွန်တော်ချိန်နေတာပေါ့နော်အရင်ဆုံးဒါလေးကျွန်တော် site လေးဒီမှာနော်သွားပြီးတော့ရွေးမယ်ဘယ်လောက်ထိဆိုပြီးတော့မှဒီမှာဒီလောက်လုပ်လို့ရှိရင်ရပြီနော်ပြီးရင်ကျွန်တော်တို့ဒါလေးကိုအဆုံးထိတင်ချလိုက်နော်အဆုံးထိတင်တယ်လုံးဝပျောက်သွားသေးလားနော်ပြီးရင်ဒီမှာဒီလိုလေးပေါ်လာတဲ့အခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်ဒါလေးပဲပင်လေးတစ်ချက်ထောက်လိုက်နော်ဆက်လက်ဝင်တာပေါ့နော်သူကပြီးရင်အရှိလေးကိုဆွဲလိုက်ပြီးရင်ဒါလေးတစ်ချက်ထောက်လိုက်လို့ရှိရင်အနောက်ကိုသွားလို့ရတယ်နော်ဒါဗီဒီယိုအဆုံးထိကိုသူတစ်ခါထည့်ပြီးတော့တွေ့လားဗီဒီယိုအန်တီဆိုလို့ရှိရင်လေအဲ့မှာကျွန်တော်တစ်ချက်ပြန်လို့ရမယ်ဒီမှာစာတွေလွဲနေတယ်ပေါ့နော်ဒီမှာစာတွေပြန်ပါနေသေးတယ်ပေါ့โอเคခဏလေးနော်အဲ့ဒီတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ edit ဆိုတာလေးပြန်နှိပ်ပြီနော်နှိပ်ပြီးတော့ဒီကောင်အကုန်လေးမပါထားသေးဘူးကျွန်တော်မရှိတဲ့နေရာလေးဖြတ်ထုတ်မှာပေါ့နော်လောက်လေးပဲထားလိုက်မယ်ဒီမှာသူဘယ်လောက်ထိစာသားရှိလဲပေါ့နော်ဒါလေးအရင်ချိန်လို့ရတယ်โอเคရပြီဆိုရင်ကျွန်တော်ဒီမှာ split ဆိုတာလေးနှိပ်လိုက်မယ်နော်ဒီမှာပြတ်သွားတော့ဒီလား split ဆိုတာလေးနှိပ်လိုက်နှိပ်ရင်ဒါလေးဖြတ်ထုတ်လိုက်ရတယ်နော်โอเคပြီးရင်နောက်ထပ်တင်နေရဒီမှာသူအောက်မှာရေးထားတွေ့လားအဲ့တော့ကျွန်တော်ခဏလေးခုန split ဆိုတဲ့နေရာလေးပြန်သွားနော်မဖြတ်နဲ့ဒီလို split လုပ်ပြီးတာနဲ့ဒီနောက်တစ်ခုပေါ့နော်နောက်တစ်ခုကျွန်တော်နေရာလေးပြောင်းလိုက်မယ်ဒီမှာရွှေ့လိုက်လို့ရတယ်ဒီမှာနော်ဒါလေး site လေးချိန်လို့ရတယ်တက်နေတော့တိလေးလုပ်လိုက်ရင်ပူပြီးလာတာပါဗျာโอเคဒီမှာလောက်ရပြီနော်ပြန်သွားမယ်ဒီမှာဒါလေးနော်โอเคအရင်ဆုံးဒါလေးချိန်လိုက်တာပိုကောင်းပါတယ်တွေ့လားဒီမှာဆိုလို့ရှိရင်အပေါ်မှာပါနေပြီအဲ့တော့အိုင်နာလေးရောက်ခံနေကြရင်အိုင်နာလေးရောက်ခံနေဆိုတစ်ချက် split တစ်ချက်ထောက်လိုက်ရင်ဒီကောင်နဲ့ကြီးမှရမှာပေါ့တွေ့လားသူအပေါ်လေးပါနေတော့အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ဒီမှာတစ်ချက်ထောက်ပြီးတော့ကျွန်တော်အပေါ်လေးဆွဲတင်လိုက်မယ်နော်ဒီမှာတွေ့လားဒါဆိုဆက်လက်ဝင်သွားပြီပေါ့နော်ကျွန်တော်ဆက်လက်ဝင်သွားမယ်ဒါလေးနည်းနည်းအပေါ်လေးဆွဲတင်မယ်နော်ဒီကောင်ကနည်းနည်းစက်လုံးနဲ့အဲ့လိုရေးတာတိတ်တော့မလှဘူးပေါ့နော်ကိုယ့်ဗီဒီယိုကကြည့်ရတယ်ပေါ့โอเคပြီးရင်ထပ်ပြီးသွားလိုက်မယ်ဒီမှာဒီနားရောက်သွားပြီဒီမှာဆိုပျောက်သွားပြီတချောင်းဒါလေး split တစ်ချက်ထပ်နေပြီးတော့ဒါလေးကိုကျွန်တော်အောက်လေးတစ်ချက်ပြန်ဆွဲချမယ်ဒီနေ့အလုပ်တော့ရှုပ်မှာပေါ့နော်ဒါလေးကတော့နည်းသိစိတ်ကရတယ်โอเคเนาะပြီးရင်ကျွန်တော်ထပ်ဆွဲလိုက်မယ်ဒီတိုင်းလေးရှိနေတယ်โอเคရှိနေတယ်သွားလိုက်ဖြည်းဖြည်းချင်းဆွဲမယ်เนาะโอเคဆက်သွားမယ်โอเคဆက်သွားမယ်ဒီတိုင်းလေးပဲရှိနေတယ်ဒီမှာစာလေးမလုံလောက်တွေ့လားစာလေးပေါ်သွားတယ်ဒီမှာတွေ့လားဒါလေးဆိုရင်နည်းနည်းလေးရှည်လေးနဲ့တူပြထားလိုက်ဒါဆိုရင်တော့အကုန်လုံးပါပါโอเคတက်ပြီးသွားမယ်အဆုံးထိဒီတိုင်းလေးပဲတွေ့လားเนาะအဲ့ဒါဆိုရပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ဒီဘက်မှာလေအောက်ဆုံးလေးမှာ obviously ဆိုတာလေးရှိပါเนาะနှိပ်လိုက်sorryဒီမှာ edit ကိုပဲတစ်ချက်ပြန်နှိပ်မယ်နော်အားလေးအကုန်လုပ်ပြီးသွားရင် edit ဆိုတာလေးပြန်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီ blur ရဲ့တန်ဖိုးကိုကျွန်တော်အမြင့်ဆုံးထိတင်လိုက်လို့လည်းရတယ်တချို့ကဒီလိုပလေးရထားရရှိတယ်အကုန်လုံးတင်လို့လည်းရတယ်နော်အကုန်တင်လိုက်နော်ပြီးအမှန်ချက်လေးကျွန်တော်နှိပ်လိုက်ပြီးရင်ထပ်သွား okay တိုင်းလိုက်ရမ်းရှင်းနေဒါလေးကိုနည်းနည်းချုပ်လိုက်မယ်နော်ဇူလီနည်းနည်းချုပ်လိုက်မယ်ဒါကဘယ်နဲ့ညာနဲ့ပေါ့နော်ဒီဗီဒီယိုလေးမှာထောက်ပြီးတော့လက်မနဲ့ဒီလက်ညှိုးလေးနဲ့ပေါ့နော်ဘယ်နဲ့ညာနဲ့ကိုစုတာပေါ့နော်ပြန်ပြီးတော့အချုံချဲလုပ်လို့ရတယ်နော်
ဘယ်ညာနှစ်ဖက်ပေါ့နော်လက်နှစ်ဖက်မှရမယ်နော်โอเคပြီးရင်နောက်တစ်ခုလည်းကျွန်တော်တို့ဒီမှာ edit လေးဆိုတာနှိပ်မယ်ပြီးရင်ကျွန်တော်တို့ opacity ကိုတင်ချလိုက်မယ်โอเคနော်ပြီးရင်နောက်တစ်ခုကျွန်တော်တို့သွားမယ် edit ကိုနှိပ်မယ်ပြီးတော့ဒါလေးကိုဆွဲတင်လိုက်မယ်โอเคနော်ပြီးရင်ထပ်သွားမယ် edit လေးကိုနှိပ်မယ်ပြီးတော့ဆုံးထိဆွဲတင်ချလိုက်မယ်ဒါဆိုရင်ကျွန်တော်ကြည့်လိုက်ပါလုံးဝ急诊台湾早报，马上准备手术。你见过给自己ဒီမှာနေမှာတစ်လုံးပါနော်ဒီမှာတစ်လုံးပါတယ်ဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီနားလေးမှာနော်ပါတဲ့နေရာလေးကိုကျွန်တော် split ထည့်တယ်မယ်မပါတော့ဘူးပေါ့နော်ဒီနားတီကိုကျွန်တော် split ထည့်ယူလိုက်မယ်နော်ယူပြီးတော့ဒီကောင်လေးကိုကျွန်တော်အောက်ထည့်ပြီးအာယူမလာပါတာကြတော့လေတခုထည့်ထည့်လိုက်မယ်ဗျာနော်အဲ့တော့ duplicate ဆိုတာလေးအပေါ်မှာရှိတယ်တွေ့လားထပ်နှိပ်လိုက်ဒီမှာအဲ့မှာ duplicate ရလာရင်ဒါလေးကိုဒီဘက်အောက်ထဲဆွဲချလိုက်တွေ့လား duplicate ဆိုတော့ပွားတာပေါ့နော်ပြီးရင်ခွဲထုတ်လိုက်တာပေါ့ပြီးရင်ဒီမှာအောက်လိုက်နော်စားလေးရတစ်ကြောင်းနေဆိုတော့ဒါဆိုရင်ရပြီဗျ马上准备手术。你见过ဒီမှာတစ်ကြောင်းပါသေးရမယ်ဟုတ်ပြီโอเคနော်ဒါလေးတစ်ခုလုံးလုံးထားတယ်急诊台湾早报，马上准备手术。你见过给自己催产的孕妇吗？小芳，ဒီမှာတစ်ကြောင်းပါတယ်လားဒီမှာတစ်ခုဆိုတော့ဒါလေးကိုခဏလုံးဟာလေးပဲနော်ဒီမှာနော်ဒါလေးကိုကျွန်တော် duplicate ထပ်လုပ်လိုက်မယ်ယူပြီးတော့ဒါလေးကိုဒီဘက်ယူလာခဲ့လိုက်မယ်ဒီမှာပေါ်ဝါးတဲ့နေရာလေးမှာပေါ့နော်ပေါ်ဝါးတဲ့နေရာလေးမှာဒီနောက်ပေါ်တာဖြစ်ဖြစ်ရင်နော်ကျွန်တော်ဒါလေးတော့နည်းနည်းအသေးစိတ်ကလည်း edit တဲ့ခါမှာပေါ့နော်ဒါမှကျွန်တော်အရင်မရှုပ်တဲ့ဟွာတွေလည်းရှိပါတယ်ဒီစာတန်းထူတာလည်းရှိရပေါ့နော်โอเคဒီမှာဖြစ်ဖြစ်နောက်见过给自己催产的孕妇吗？小芳，哎呀，会都ဒီမှာအရင်တော့ရှိသွားပြီဒါလေးနဲ့ဖြတ်ထုတ်လို့ရနော်မလိုတဲ့နေရာပြင်မြင်ပြီးဖြတ်ထုတ်လိုက်ပါโอเคဒီမှာခေါ်တဲ့နေရာလေးပဲနော်孕妇吗？小芳， โอเค催产的孕妇吗？小芳，哎呀，慧都成这样了，你还有心思按摩呢？哎，什么呀？这二胎预产期，孩子还没动静，他不知道怎么想的，竟然拿机关枪打自己肚子啊！医生，孩子能保住吗？啊？大人能保住就不错了，我们尽量吧。နော်ဒီမှာဒါလေးရပြီနော်โอเคရပြီဆိုရင်ကျွန်တော်တို့အားလုံးကြည့်လိုက်ပါဆွဲချလိုက်ရပြီနော်ရပြီဆိုရင်ကျွန်တော်တို့အခုရတဲ့စာသားလေးကိုပေါ့နော်ဒါလေးကိုကျွန်တော်အပေါ်ဆုံးတင်လိုက်ပါမယ်ဒီမှာပေါ်လေးတော့နော်ဒါလေးပေါ်တင်လိုက်မယ်ပြီးရင်ဒါလေးမှာကျွန်တော်ဒီ test site လေးကျွန်တော်ပြောင်းလို့ရတယ်เนาะဒီမှာ color ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ black and white လေးပေါ့เนาะဒါ white and black ပေါ့เนาะပြီးရင်ဒါ black and white ဒါလေးလေကျွန်တော်လုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီမှာရိုးရိုးစာလေးပဲပေါ့เนาะကျွန်တော် background လေးလည်းကျွန်တော်တို့အုပ်လိုက်လို့ရတယ် background ဆိုတာဒီမှာအဖြူလေးနဲ့เนาะတွေ့လားဖြူလေးပြောင်းလို့ရအနေလေးပြောင်းလို့ရတယ်ဒါလေးရ test လေးရကိုယ့်ရဲ့စိတ်ကြိုက်ဖို့လုပ်လို့ရပါတယ်ပြီးရင်ဒီမှာ font size လေးလည်းကျွန်တော်ပြောင်းတယ်မြန်မာစာ font size ထည့်တဲ့နည်းလေးလည်းကျွန်တော်သင်ပေးပါမယ်โอเคเนาะဒီမှာဒီလိုလေးထည့်လို့ရှိရင်ဒီမှာတစ်ခုပါလေအားနည်းချက်ရှိတယ်ဗျအဲ့ဒါကြပါလဲဆိုတော့ဒီစာအုပ်လေးကျွန်တော်ဒီဘက်ရွှေ့လိုက်လို့ရှိရင်သူအကုန်လုံးလင့်ချိတ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့အကုန်လုံးအောက်ထဲရောက်သွားတယ်ပေါ့နော်အားလေးတော့တစ်ခုရှိပါတယ်ကိုကရွေးမဲ့ဆိုတနေရာလေးတော့ရွေးပေါ့နော်ဒီစာလေးကျွန်တော်အုပ်လိုက်တယ်ဆိုတော့ဘာလို့လဲဆိုတော့အောက်မှာကျွန်တော်တို့ဒီမှာဗလားလောက်ထားတဲ့ဟာလေးကျွန်တော်မမြင်အောင်ပေါ့နော်ကျွန်တော်တို့ကအဲ့တော့အောက်လိုက်တယ်စာလေးနဲ့ပဲအောက်လိုက်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော်讲的，竟然拿机关枪打。 ဒီမှာဒီလိုလေးပေါ့နော်โอเคဒါလေးဆိုနည်းနည်းကြီးနေပေါ့အလဲမှာကျွန်တော်ပြန်ချင်နေမှာနော်လဲလေးသွားလိုက်မယ်အနီတန်းလေးပေါ်မှာအလဲပေါ့နော်စင်တာโอเคဒါဆိုရပြီနော်ဒါဆိုလုံးဝဗလားလေးအုပ်သွားပြီပေါ့ဒီလိုဒီလောက်လေးဆိုကြည့်ရတူလည်းအဆင်ပြေရပေါ့နော်โอเคဆိုတော့ကျွန်တော်အခုဒီသင်ခန်းစာလေးရတော့ပေါ့နော်ကျွန်တော်ဒီမှာဒီဗလားပေါ့နော်ကျွန်တော်ဒီမှာနာမည်တွေဒီ channel ရဲ့နာမည်တွေပြီးတော့ဒီတရုပ်စာတွေပေါ့နော်ကျွန်တော်ပါတဲ့ဒီ subtitle တွေကိုအကုန်ဖျောက်ပြီးတော့မှကျွန်တော်တို့မြန်မာစာလေးကိုကျွန်တော်ထိုးတဲ့နည်းလေးကိုပြပေးတာဖြစ်ပါတယ်နောက်တဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်တို့ဒီ logo လုပ်တဲ့နည်းလေးကိုသင်ပေးမှာဖြစ်ပါတယ်